စပိန်စေးနေတာစပိန်စေးနေနဲ့ခေါင်းထဲအတွေးတစ်ခုဝင်လာအဲ့ဒါဘာလဲဆိုတော့ဟိုတော်တော်များပြောရတယ်ဘာမဟုတ်တဲ့ကိစ္စလေးဘာမဟုတ်တဲ့ကိစ္စလေးပေါ့အဲ့ဒီဟာလေးခေါင်းထဲဝင်လာတော့ဘာမဟုတ်တဲ့ကိစ္စဆိုတာကတော့မရှိဘူးလားဆိုရှိရရှိပါဒါပေမဲ့နေရာတိုင်းမှာဘာမဟုတ်တဲ့ကိစ္စလေးလို့သုံးလို့လည်းမရဘူးလွှဲချလို့လည်းမရဘူးပေါ့နော်အဲ့တော့ဒီလိုဝါဒီမှာတကယ်ချင်းတော့ဟိုဘောစကားပြောတယ်ပေါ့ခုတယောက်တစ်ယောက်စကားပြောကြတယ်စကားပြောရင်မှာစကားဖြတ်ပြောတာမျိုးတွေတင်ရင်တော့ဘယ်လိုခံစားရလဲစကားဖြတ်ပြောတယ်ကွာအဲ့ဒါတစ်ချက်ခံစားကြည့်ပြီးရင်အချင်းချင်းစာပို့ကြတယ်စာပို့တယ်မှာ Viber ဖြစ်စေ Telegram ဖြစ်စေ Messenger ဖြစ်စေစာပို့တယ်ပေါ့စာပို့တဲ့ချိန်မှာစာဖြတ်တာဘယ်လိုကြောင်းကြောင်းပဲဖြစ်ဖြစ်ပေါ့စာမှားလို့ပဲဖြစ်ဖြစ်ဟိုတခြားလူပို့ရမယ့်စာဒီဘက်လူကိုပို့လို့ဖြတ်တာပဲဖြစ်ဖြစ်ပေါ့ဖြတ်စာဖြတ်မိတယ်စာဖြတ်လိုက်ပြီးသွားရင်ဟိုဘာစင်ကြီးလာလဲဆိုတော့ဒါလေးကအရေးမကြီးတာဘာဟုတ်တဲ့ကိစ္စလေးပါအဲ့ဒါလေးကောင်းတဲ့ဝင်လာတယ်ဘာဟုတ်တဲ့ကိစ္စလေးอ่ะအဲ့တော့စဉ်းစားနေနေမှာအဲ့လိုမျိုးဒီဘက်ကလည်းစာဖြတ်တဲ့လူမလုပ်ဖြစ်ဘူးစာဖြတ်တဲ့လူမလုပ်ဖြစ်ဘူးစကားဖြတ်ပြောတဲ့အလုပ်မလုပ်ဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့မလုပ်ဖြစ်တာလဲဆိုတော့ကိုလည်းကိုပြောမဲ့စကားတို့ကိုစာတို့တန်ဖိုးထားတယ်လေးစားတယ်တစ်ဖက်လူကိုလည်းတန်ဖိုးထားတယ်လေးစားတယ်ပေါ့အဲ့တော့တစ်ဖက်လူကဖြတ်တဲ့စာတွေစကားတွေသူကိုယ်တိုင်ကဘာမှမဟုတ်တဲ့ကိစ္စလေးလို့ပြောလိုက်တာဖြစ်တဲ့အတွက်ဒါသူတွေးကြည့်တယ်ပေါ့နော်ကိုသူတန်ဖိုးမထားသလိုတစ်ဖက်လူကိုလည်းသူတန်ဖိုးမထားဘူးလေးစားသမှုမရှိဘူးကွာလို့ဖြစ်လေးစားသမှုလေးတော့ရှိရမယ်ထင်တာပဲပြောလိုက်ဘာမို့လဲကိစ္စလေးပါပုံကြီးချက်နေဘာမို့လဲကိစ္စလေးဩမှန်ပါတယ်ကိုတွင်းနဲ့ကိုပေါ့နော်ကိုတွင်းနဲ့ကိုဆိုတော့ဒါကိုတိုင်းတွေးတာဘာမို့လဲကိစ္စလေးဒါလေးကပုံကြီးလာချက်နေโอเคကိုအမှန်တရားအဖြေပေါ်တယ်ဘာအဖြေပေါ်လဲဆိုတော့ဘာမို့တဲ့ကိစ္စ तू ဒီဟာကြီးပုံမှာဘာမို့တဲ့ကိစ္စလေးလို့ပြောလိုက်တာလို့စဉ်းစားထားတာလို့ဖြစ်တဲ့အတွက် तू ဖြတ်တာပေါ့စကားဖြတ်ပြောတယ်ပို့ထားတဲ့စာကြီးဖြတ်တယ်အဲ့တော့ကြုံရပါများလာတဲ့ခါဘာတွေတွေးဖြစ်လိုက်လဲဘာတွေကိုစဉ်းစားမိလိုက်လဲဆိုတော့တကယ်ချင်းလို့တော့မသိဘူးဒီကောင်ကတော့တွေးလိုက်တယ်ဘာမဟုတ်တဲ့ကိစ္စလေးနဲ့အချိန်ကုန်မခံတော့ဘူးစိတ်ရှုပ်မခံတော့ဘူးစိတ်ညစ်မခံတော့ဘူးပါပေါ့သူတို့ပြောတယ်ဘာမဟုတ်တဲ့ကိစ္စလေးကိုအနေနဲ့ကတော့အဲ့ဒါဘာမဟုတ်တဲ့ကိစ္စတော့မဟုတ်ကိစ္စတစ်ခုပဲဥမာနေကောင်းလားသမင်းစားပြီလားပေါ့ရတယ်အဲ့ဒီဟာလည်းမဖြတ်ဘူးဘာလို့ဒီကောင်းလားသမင်းစားပြီလားမေးတာလေမေးပြီးမှဘာလို့ဖြတ်ချင်တာစာမှားသွားလို့ဖြတ်တာ sorryဖြည့်ပြီးဖတ်ပလိုက်လို့ရတယ်ကွာအဲ့တော့ခေါင်းလာပြောလို့ပဲဘာမို့တဲ့ကိစ္စနဲ့အချင်းကုန်မခံတော့ဘူးစိတ်ရှုပ်မခံတော့ဘူးစိတ်ညစ်မခံတော့ဘာဖြစ်လို့လဲဆိုတော့ကိုလည်းလေးစားသမှုထားရတယ်ကိုယ့်ရဲ့စကားကိုယ့်ရဲ့စာပေါ်မှာလည်းလေးစားသမှုထားတယ်လို့တစ်ဖက်လူပေါ်မှာလည်းလေးစားမှုအရန်ထားပါတယ်ကိုယ့်ရဲ့ကြီးငယ်အဲ့တော့ပြောစရာစကားမရှိဘူးပြောတော့ဘူးဆိုတော့တစ်ဖက်လူကဘာမို့တဲ့ကိစ္စဆိုမဲ့ကိုတို့ကတော့ဘာမို့တဲ့ကိစ္စပေါ်မှာလည်းလေးစားသမှုထားတယ်တစ်ဖက်လူပေါ်မှာလည်းကိုသွားပြီးစကားပြောလိုက်တဲ့လူမှာလေးစားသမှုထားတာဖြစ်တဲ့အတွက်โอเคတကယ်ရင်းတို့လည်းစဉ်းစားကြပါတွေးခေါ်ကြပါဘာမို့တဲ့ကိစ္စလဲအချိန်ကုန်မခံပါနဲ့စိတ်ညစ်မခံပါနဲ့စိတ်ရှုပ်မခံပါနဲ့ကိုစကားကိုစာပေါ်မှာလေးစားမှုထားကြပါအခုစပိန်ကတော့တေချာဆေးနေရှယ်ဖြစ်သွားပြီမှာချိန်ကျိုးတွေကစ
စိတ်ပြေလက်ပြောက်စောင်းတွင်းရဲ့အရာသားလေးကိုခံရင်းနဲ့ဘယ်နေအောင်နင်းပြမယ်မသိဘူးစပိန်လေးတော့နင်းလိုက်အောင်ပါပဲโอเคဒီမှာတော့မနက်ပိုင်းအေးတယ်တချို့နေရာတော့ပူမဲ့ထင်တယ်ကျမ်းမာရေး view site ကြ